အားလုံးမင်္ဂလာပါကျွန်တော် Audrey ပါစီနီယာကစားကွက်ပေါ့နော်စီနီယာကစားကွက်ကလေးကကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘွဲကနှစ်ကတ်လိုင်းလေးတွေကကျွန်တော်သုံးကတ်အကူရောပေါ့နော်အထောက်အကူတွေကိုအနိကလိုင်းမှာတော့သုံးယူကိုကျွန်တော်တို့ဒီသုံးညနောက်ပိတ်ကိုပြခဲ့တယ်လေသုံးညနောက်ပိတ်ကဒီတစ်ပတ်လို့သူဆက်ပြီးရင်9နောက်ပိတ်ပေါ့နော်9နောက်ပိတ်အဲ့ဒါဆက်ပြီးရင်သူ9နောက်ပိတ်ပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့သုံးညအပိတ်ကိုခြင်ခဲ့တာကသူဆက်ပြီးဒီဘွဲ9နောက်ပိတ်ပေးလဲပေးသက်ပေးသွားနိုင်တယ်နော်ဆက်တဲ့ချိန်9ပိတ်ကြိုင်ကြိုင်ပေါ့နော်ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာဂျန်တဲ့တောက်တီနဲ့အထောက်တွေကိုစော့နေကြလိုင်းနေတွေကနေကျွန်တော်တို့ချိန်မယ်ပေါ့နော်ချိန်မယ်ပေါ့ဒီနေ့ကတော့9နောက်ပိတ်ကိုပြီးခဲ့တဲ့ဘွဲတော့3ညပိတ်အကြိုက်ဆုံးကြီးတော့မဟုတ်ဘူးဒါပေမဲ့တော်တော်လေးကြိုက်နေတယ်လောလောဆယ်နော်9နောက်ပိတ်အဲဆိုမနေ့ကကျွန်တော်တို့ပြောခဲ့တဲ့ခွာ6ဆိုရင်ခုံ9အခွာဖြစ်မှာဟုတ်လားခွာ6ဆိုရင်အဲ့ဒီမှာကျွန်တော်ခွန်ရှိကိုပြောခဲ့တယ်နော်ပြီးခဲ့ဘွဲအဲ့ဒီ9နောက်ပိတ်ကိုအဲ့ဒီဝင်တွေ့ထားတာမပြပြခဲ့လို့မေ့သွားလို့မနေ့က VPN နဲ့အချိန်ပြည့်သွားတော့လေပြရင်တော့ကျွန်တော်ဒီ line နဲ့အာကုန်မဟုတ်ဘယ်ဆုံးတောင်းဆိုကနေဒီ line ကလည်း9နောက်ပိတ်ရတယ်ဆိုတခြား line တွေကိုကျွမ်းကျင်တဲ့ line တွေကိုမှဟိုပေါ့နော်ဟိုညံရှိတဲ့လောက်ပေါ့နော်ပြေးလိုက်မြင်တဲ့လောက်လိုက်ပြီးတော့အချိန်ကြည့်တာပေါ့နော်အဲ့တော့9နောက်ပိတ်မေ့သွားတယ်အဲ့မှာကျွန်တော်တို့မနေ့ကကျွန်တော်ပြီးခဲ့တဲ့ဘွဲကဒီနားလေးတင်ပြောသွားတယ်လေဒီမှာတော့ဒီ1ထိပ်ကိုဒီနောက်ပိတ်3လုံးအလဲကို1လို့ဖြစ်တယ်ပေါ့နော်6ထိပ်ကိုဒီနောက်ပိတ်3လုံးအလဲကို3ညခု9ခုနဲ့6တယ်ပေါ့နော်ဒီ9ထိပ်ကိုဒီ3နှစ်3ညဝင်မှာသူက9ဖြစ်မယ်ပေါ့နော်တကက်က3ကက်ဖြစ်သွားတယ်4ကက်ဒီသူပေးနိုင်တယ်ဆိုတာကဒီ9ကိုသူကဒီလို9ဆိုရင်9နောက်ပိတ်ဆက်ပေးရမှာဒီမှာ9နောက်ပိတ်နော်ဒါလေးလည်းသူတစ်လုံးလောက်ထည့်ပေးနိုင်တယ်ကျွန်တော်ဒီညမှာအပြီးမချုပ်ချင်တော့ပြီးကျွန်တော်လည်းမကြိုက်ဘူးဒါမျိုးကြတော့ပေါ့နော်ကြိုက်တဲ့လူကတော့ဒီနားမှာကိုယ့်အကူကြည့်ပြီးတော့တခြားဆရာတွေတင်နေကြည့်ပေါ့နော်ကျွန်တော်ကတော့ဒါမျိုးကိုသိပြီကြောက်ကျွန်တော်တို့ကတစ်ခွက်လုံးရွှေ့တာကိုပို့ပြီးတော့အာသနာဖြစ်တဲ့အတွက်ကြောင့်အထောက်အကူယူတာဥပမာကျွန်တော်ကရှင်းနေထည့်ရကဏ္ဍကစားမယ်ဆိုရင်9နောက်ပိတ်ရပြီဆိုရင်9ပါတော့ခဏလေးကျွန်တော်ကြည့်မယ်အဲ့လိုမျိုးတခြားလိုင်းရနေပြန်ပြီးရှင်းနေထည့်ရကဏ္ဍကြိုက်တယ်ဆိုရင်ဒါမျိုးကြတော့ကိုကအထောက်ယူတာလောက်နေပဲရှိတယ်အဲ့ဒီ9နောက်ပိတ်ကိုဘာနဲ့ပြန်ချိန်လဲဆိုတော့ကျွန်တော်ညံပြီးဘယ်လောက်နဲ့ချိန်ရင်ကလင်နာမာကဒီမှာသူကဒီဘရိတ်စီနေရိုက်တာပေါ့နော်ရှေးပေါင်း1လို့ရှေးပေါင်း4လို့ထက်တာရှိတာတော့အများကြီးရှိရပေါ့ဒါပေမဲ့သူဖြစ်တာကဘရိတ်တွေနဲ့ချုပ်လာတာနည်းစိတ်ဝင်စားတာဘယ်လိုစိတ်ဝင်စားလဲဆိုတော့သူဒီဘရိတ်က6နော်6ရအောင်မှာရှေးပေါင်း1ရှေးပေါင်း4နော်စတင်လိုက်တာတော့6ဘရိတ်နဲ့တည်တယ်အဲ့တော့ဒီမှာရှေးပေါင်း1ရှေးပေါင်း4ဒီဘရိတ်က9နော်သူ့ဘောကဘရိတ်6ပြီးတော့ဘရိတ်9လာပြီးရှေးပေါင်း1ရှေးပေါင်း4လို့ကစားတယ်ဒီနေ့မှာကျွန်တော်ဖြစ်လိုက်အောင်နော်ဒီမှာဘရိတ်က6 5ဆိုဒီမှာဘရိတ်4သူ့အောင်မှာရှေးပေါင်း1ရှေးပေါင်း4ဆိုပြီးတော့ထက်ရကစားပြန်ပြီအဲ့ဒီအချိန်မှာသူကဘရိတ်3မျိုးလုံးစီနီယာနဲ့ကစားတာဒီမှာဘရိတ်6ဘရိတ်5ဘရိတ်4လို့ကစားပြီးတော့သူ့အောင်မှာသူကပြန်ပြီးတော့စီနီယာဘယ်လိုကစားလဲဆိုတော့ဘရိတ်6ဒီရှေးပေါင်း1နေရာမှာဘရိတ်9နဲ့ရှေးပေါင်း1နေရာမှာဘရိတ်8 6 9 8စီနီယာနဲ့ပြန်ပြီးတော့ကစားပြန်ရောအဲ့လိုကစားပြီးရတယ်သူ့အောင်မှာပြတ်ထက်ကစားတာကဘရိတ်6တဲ့သူကဒီမှာဘရိတ်5တဲ့နော်ဒီမှာဗရိတ်4တဲ့သဘောတရားကတော့သူကဒီလိုရှေးပေါင်း1ရှေးပေါင်း4လို့ကစားတော့မယ်ဆိုရင်သူ့ပုံမှာဗရိတ်6တည်တယ်အဲ့ဒီ6ဟာသူ့အောက်တပွဲကျော်မှာရှေးပေါင်း1လို့ကစားပြီးရှေးပေါင်း4လို့ကစားမယ့်အချိန်မှာအဲ့ဒီဗရိတ်6ကဗရိတ်6လို့ပြန်ကစားရိုက်တယ်နော်အဲ့ဒါဆိုကျွန်တော်တို့ဗရိတ်6ပြီးတော့ဗရိတ်5တဲ့5ပြီးတော့ရှေးပေါင်း1လို့ခံတယ်ရှေးပေါင်း1လို့ခံပြီးရင်သူ့ရှေ့မှာရှေးပေါင်း1အောင်မှာရှေးပေါင်း4လို့ရိုက်ပြီးဆိုရင်သူ့အောက်မှာဒီဗရိတ်5လို့ပြန်ပြီးတော့ကစားပြီးတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကလည်းသူကဗရိတ်6ဗရိတ်5ဗရိတ်4လို့ကစားပြီးရင်သူ့အောက်မှာရှေးပေါင်း1ကစားပြီးတာ ਨੇ သူ့ကောင်မှာရှေးပေါင်း4လို့ခုံရှိပဲရှေးပေါင်း4လို့ကစားလို့လာ ਨੇ အပြီးချုပ်တာကဒီပရိတ်လေးကပရိတ်4လို့ချုပ်တော့3ညနောက်ပဲအော်လို့ရတယ်ဟုတ်လားရှေးပေါင်း4နဲ့ဆိုတော့ဒီပရိတ်လေးကပရိတ်4ဆိုအဲ့တော့သူ့ကောင်မှာကျွန်တော်တို့ဆက်ဖြစ်လိုက်ကြည့်မယ်3ကပ်ပဲရှိတယ်နော်ဒီနာမှာရှေးပေါင်း1ရှေးပေါင်း4ထက်တာတွေရှိတယ်ဗျာဟိုကျွန်တော်မှတ်မိတယ်လောက်ကိုကျွန်တော်ပြမယ်ဒီမှာရှေးပေါင်း1ရှေးပေါင်း4မဖြစ်ခဲ့ဘူးရှေးပေါင်း1ရှေးပေါင်း4ပရိတ်တွေဖြစ်ကုန်ဒီမှာ1ပရိတ်ကြီးဖြစ်နေတယ်ဟုတ်လားဒီမှာတော့9ပရိတ်ကဂျန်တဲ့ဟာနဲ့ဆွဲညှိလို့ရတယ်ဆိုပေမဲ့သူကမှ1ပရိတ်ကြီးဖြစ်နေတဲ့အတွက်ဒါကြတော့တက်မှုဖြစ်သွားပြီဟုတ်လားဒါပေမဲ့ဒီမှာဆိုဖြစ်တာကသူကပရိတ်3မျိုးလုံးကိုသူစီနီယာနဲ့လောက်တာဟုတ်လားဟိုရှေးပေါင်း1ရှေးပေါင်း4လို့ချုပ်တာနဲ့သူ့ပေါ်မှာပရိတ်6အဲ့ဒီ6ကတပင်းကျော်6လို့ကူးတဲ့အချိန်မှာရှေးပေါင်း4နဲ့ပြန်ချုပ်တာရှေးပေါင်း1ခံပြီးတော့အဲ့တော့ဒီမှာကလည်းသူကဒီအပိတ်ကိုကြတော့သူဒီ9-6ခွန်အပိတ်နဲ့ထည့်ထားတာနော်ဒီမှာ9-6ခွန်9နောက်ပိတ်နော်ဒီရှေးပေါင်း1နေရာမှာအဲ့တော့ဒီမှာပရိတ်6ပြီးတော့ပရိတ်9အဲ့ဒီ9လို့တပင်းကျော်ကူးမဲ့အချိန်မှာသူအောက်မှာရှေးပေါင်း1လို့ခံပြီးတော့9နောက်ပိတ်ပြီးတော့6နောက်ပိတ်နဲ့စီနီယာထည့်ပြီးရင်ရှေးပေါင်း4လို့ရိုက်တဲ့အချိန်မှာဒီပရိတ်9လို့ကူးတာသူက1နောက်ပိတ်ပဲဒီမှာလည်းသူကပရိတ်လို့ကို2နောက်ပိတ်
1နောက်ပိတ်စီနီယာနဲ့လာတာနော်3ညနောက်ပိတ်ဒီမှာကျတော့9နောက်ပိတ်6နောက်ပိတ်9နောက်ပိတ်အဲ့လိုမျိုးသူသွားတဲ့အချိန်မှာသူ့အောင်မဖြစ်တာက9နောက်ပိတ်ရှေ့ပေါင်း30ဖြစ်နေတာနော်အဲ့ဒါဆိုရင်ကြိုက်တယ်ဆိုရင်တော့ကစားပေါ့ဒီကနန်းလူကနန်းနှစ်ကွက်လဲကြောက်ရတယ်နော်ဒီကနန်းလူကနန်းနှစ်ကွက်ဒီကျွန်တော်289ကျွန်တော်ဟိုနှစ်စာတော့ပြောခဲ့ဘူးကျွန်တော်မှတ်စုစာအုပ်ထဲမှာရေးထားဘူးလေဆိုတာလေ289အာနဲ့နောက်တစ်ခုက309အာလဲကြောက်ရတယ်နော်309အာလဲကြောက်ရတယ်အားလဲကြောက်ရတယ်ဒါကတော့ကိုယ်ကြိုက်မှထိုးပေါ့ကျွန်တော်ကတော့စီနီယာကိုပူကြိုက်တယ်စီနီယာကစားပွဲအဲ့မှာဒီမှာ9နောက်ပိတ်ပဲကျွန်တော်ကယူလိုက်တာရှေ့ပေါင်း30လို့ရိုက်ပြီးရင်တော့ရှေ့ပေါင်း3ညာပေါ့သူ့အောင်မဆက်ရရင်9နောက်ပိတ်ပုံပြီးလုံးမလား9နောက်ပိတ်ပုံပြီးလုံးမလားနှလုံးပေါင်း30ပုံပြီးလုံးမလားဒီမှာ9နောက်ပိတ်ဆိုတော့ဘာလို့လဲကျွန်တော်တို့ဒီအနီးကက်ကလည်းဒီ1ကိုနောက်ပိတ်3လုံးအလဲကို68ခွန်နဲ့1တယ်ဒီ6ကိုနောက်ပိတ်3လုံးအလဲကို39ခွန်နဲ့6တယ်ဒီ9ကိုနောက်ပိတ်3လုံးအလဲကို33ည3နှစ်3ညနဲ့9တယ်အဲ့တော့ဒီ9အလဲမှာလဲသူက4နှစ်9မှာသူက9ပြင်မှာအဲ့တော့9နောက်ပိတ်ကသူကပုံလူဖြစ်နေတယ်ပေါ့နော်အဲ့တော့9နောက်ပိတ်ကိုကျွန်တော်ယူလိုက်တယ်အဲ့တော့စီနီယာကစားကွက်ကဘာလဲဆိုတော့စီနီယာကစားကွက်ကဘာလဲဆိုတော့ကျွန်တော်ကြည့်မယ်နော်ကျွန်တော်ပြီးခဲ့တဲ့နေ့က68ခွန်ဒီ public မှာပြခဲ့တော့ရခဲ့ကြတယ်လေဟုတ်လားရခဲ့ကြတယ်အဲ့မှာကကလင်နာမှာကျွန်တော်ပြောသလို893လို့ခွေတယ်ပေါ့နော်893လို့ကလင်နာမှာ3ကတ်ပဲရှိတယ်နှစ်အကွာဝေးလိုက်ကအတူတူတွေပဲ893လို့ခွေတယ်893လို့ခွေတော့အဲ့ဒီ893လို့ခွေရတယ်သူခါတူကဆင်ပြီးတော့3ခါမလို့3ခါခါလုံးပိုင်ပေးပြီးတော့သူ့ကောင်မှာ3ခါမလို့3ပါဝါ10ပရိနဲ့သူကစားသွားတယ်လို့လေဟုတ်လားသူ့ရဲ့နောက်နဲ့ထဲမှာဒီသူ့ရဲ့ဒီ893ခွေရဲ့ပေးမှာသူကစီနီယာနော်အဲ့စီနီယာလည်းသူ့ဘောကပရိ8ကို8ထိတ်နဲ့စီနီယာလားပေါ့နော်ဒါ3ကတ်ဆိုတော့လှည့်မှာလုံအောင်ယူလိုက်ရင်စီနီယာပဲဒါမှမဟုတ်ရင်4ထိတ်နဲ့စီနီယာကနန်းဆိုရင်453တို့456တို့432တို့အဲ့3ကွက်ပဲရှိတယ်နော်ဒါပေမဲ့ဟိုလုံရင်းကလည်း9နောက်ပိတ်ဆိုတော့နည်းနည်းတော့စဉ်းစားကြရပဲအဖြေထုတ်စရာနော်အဲ့တော့ကျွန်တော်ဒီမှာကလည်းဒုတိယမှာဒီမှာ893လို့ခွေပြီးဆိုတာနဲ့ကိုခါတူကဆင်ပြီးတော့ကိုပါဝါပရိတ်လေးဆိုပြီးသူ့အောင်မှာကစားသွားပြီဒီရှေ့ကိုအတွဲရဲ့ဘေးမှာလေသူကစီနီယာပဲအဲ့ဒီစီနီယာနဲ့သူ့ပေါ်မှာပရိတ်နှစ်ခံလို့နှစ်ပရိတ်နှစ်ကနှစ်ထိတ်နဲ့စီနီယာကနန်းဖြစ်တယ်လားနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်း893လို့ခွေပြီးသူ့ဘေးမှာကျွန်တော်စီနီယာချောင်းခဲ့တယ်တို့ပြီမဲ့3ကတ်ဒီမှာကဒီဖရိတ်မှာကဒီဖရိတ်ကိုသူအလုပ်လုပ်သွားပြီကောင်းလုပ်သွားတဲ့အတွက်အထောက်တစ်ခုဘေးမှာဖရိတ်ကောင်းဆိုရင်အလုပ်လုပ်တဲ့ဖရိတ်အလုပ်ကတော့သူကလည်းသူလုပ်တာပေါ့နော်ဟိုကျွမ်းကျင်ရလိမ့်မှာရတယောက်နဲ့တယောက်အတွေးယူစာမတူကြဘူးတွက်နီး1000ရှိတယ်တွက်နီး1000နဲ့သူလှည့်ပေးနေတာအဲ့တော့ကိုမကျွမ်းကျင်တဲ့ line ကနေကိုမကြိုက်တဲ့ line ကနေသူကအလုပ်လုပ်တာပဲချင်းမှာတော့ဘယ်ဖရိတ်မဆိုသူကလည်းသူအလုပ်လုပ်နေကြတာပဲဒါပေမဲ့ကိုမအားတာနဲ့ဟိုကလူတော်မဘေးတန်ညာတန်ရှိတာဟုတ်လားသူကညာလန်းရလောက်ပါကိုကဘေးတန်ဆိုရင်ကိုမသိတော့ဟုတ်လားကိုလိုက်စိတ်ဝင်စားတော့ပါပြောဗျာနော်အဖြေထုတ်မယ်ဆိုရင်တော့တွေ့တာပေါ့နော်စိတ်ဝင်စားတာပေါ့အဲ့တော့စိတ်ဝင်စားမှုနည်းသွားတဲ့အချိန်မှာသူကသူ့ line နဲ့သူကလည်းသူလောက်သွားတာပဲ20,000ဟုတ်နော်ကလေးတောင်ထပ်တွေ့ရတာပဲဟုတ်လားအဲ့တော့သူကအဲ့လို893လို့ခွေပြီးဆိုရင်3ခါတို့ကဆင်ပြီး break လို့ရိုက်တယ်အဲ့ဒီလို frame တဲတဲ့ပြီးမှသူကအတိအကျစီနီယာထွက်ထားလို့ကျွန်တော်ဒီနေ့မှာစီနီယာကိုအပိုင်တော့မဟုတ်ဘူးနော်90ကျွန်တော်ရဲ့ယုံကြည်မှုရအတွေ့အကြုံရ90ရာခိုင်နှုန်းလောက်စီနီယာလာမယ်လို့ယူဆထားတာနော်စီနီယာလာမယ်လို့ယူဆထားတာအဲ့ဒါဆိုရင်ကျွန်တော်ကဒီ893လို့ခွေပြီးဆိုတာနဲ့သူပြီးမှသူကအလုပ်လုပ်သွားတယ်စီနီယာတဲတာပဲအဲ့တော့ဒီ893လို့ခွေပြီးမှစီနီယာမတဲသေးဘူးသူက3ကတ်တရောင်တစ်လုံးထောက်နဲ့လုံးမလားသူက3ကတ်တရောင်ကိုခါရဲ့ပြီးမှစီနီယာဆိုတဲ့ပုံစံမျိုးနဲ့သူလုပ်သွားမလားတခြားပေါင်းချင်းနဲ့3ကတ်ယူရင်တော့ဘယ်နေရာမှာမဆိုရှိတာပေါ့နော်ဒါပေမဲ့အဲ့ရှိနေတဲ့ကြောင့်ကျွန်တော်မပြတော့ဘူးနော်အဲ့တော့အနီးကတစ်လုံးကိုခါရဲ့ပြီးမှသူကစီနီယာလို့ဖြစ်နေတယ်ဒီမှာလဲကိုခါရဲ့ပြီးမှစီနီယာဒီနေရာမှာထည့်သွားမလားဘာကြောင့်စီနီယာထည့်မလို့ဆိုတော့သူကကိုအချိန်ကရိုက်ထားတာကိုတလိုင်းကျော်သူကဘယ်နှစ်ချားလုံးဆိုတော့ဒီစီနီယာကနေစီနီယာထွက်တော့မယ်ပေါ့နော်ဒီ893ကနေရေးမယ်နော်ဒီစီနီယာနှစ်ကနေတနည်း3 4 5 6 9 10 11 12 13 14 15 16 19 နှစ်ချာ893ခွေအဲ့တော့ဒီအစိမ်းကနေစရေးမယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 19 19နှစ်ချာ893ခွေတဲ့ချိန်မှာလည်းဒီ6ခါတူကတော့မဆင်ဘူး3ကတ်ဆိုတော့လိန်သွားတယ်6ခါအလုံးသူ့ကမှအလုံးပိုင်းနဲ့6မလို့6ပါဝါ break ပြနေသူကကစားသွားတာလေအဲ့သူဘေးမှာမခင်မင်းနေသူကဒီအဲ့ဒီနှစ်ထဲမှာကိုဟာတပင်းကျော်ကိုခါအကြောင်းသားတွေမိမတွေနဲ့တပင်းကျော်ကိုခါအဲ့ဒီလိုတလိုင်းကျော်ကိုခါမှာစီနီယာတလိုင်းကျော်လိုက်အောက်ကိုခါရဲ့နောက်မှာစီနီယာတလိုင်းကျော်လိုက်တန်းသွားကိုခါရဲ့အောက်မှာစီနီယာဆိုပြီးကျွန်တော်က7ကြိမ်စီနီယာကိုကြိုက်တယ်ဗျာကြိုက်တဲ့ခဏရွေးထုတ်နော်7ကြိမ်
စီနီယာကြိုက်နော်ကြိုက်တယ်ဆိုရင်ရွေးထိုးလို့ရတယ်စက်တကြီးစီနီယာကြိုက်တယ်ကျွန်တော်ကတော့ဒါဒီထည့်ကနေ organ ပေါင်းရင်ရွေးနေတော့မယ်နော်ပတ်စုံတော့ဆိုကနေကျွန်တော်ချိန်နေတော့မယ်လောလောဆယ်ကတော့ခုရှိကိုတစ်ခွက်ကအကြိုက်ဆုံးပြထားတယ်နော်အဲ့တော့ကိုနောက်ပိတ်ကြီးလည်းပြထားတယ်ဆိုတော့ကိုချိန်ပြီးတော့ကစားမယ်နော်ဘာကြောင့်ပြီးသွားနိုင်လဲဆိုတော့ကြတော့ဒီမှာလေးသူဒီနားမှာအနီးကမှာလေး9ထိပ်ကိုသူကဒီနားလေး9ဒီနှလုံး9ဒီနှလုံး9ဒီနှလုံး9အဲ့လိုသွားနိုင်တယ်နော်အဲ့တော့ပြောလိုက်ဒီ9တစ်ချက်ဒီ9နှစ်ချက်ဒီ9သုံးချက်အဲ့ဒီ9ဒီ9ထိပ်ဆိုပြီးတော့ဒီခါကိုလှမ်းပြီး9ဆိုပြီးရိုက်သွားနိုင်တယ်အဲ့လိုမှတွဲရင်မနေ့ကကျွန်တော်ပြောသလိုဒီ1ပါဝါ9ဆိုတော့ပါဝါယူလို့ရပြီ1ပါဝါခါတောင်3လုံး6ဒီခွန်ပါဝါခါတောင်3လုံး2ဒီ10ပါဝါဒီခါတောင်3လုံး3ဆိုရင်လည်း10ခါပဲဟုတ်လား10ခါနဲ့သူကစီနီယာဆိုရင်လည်းဘယ်နှကွက်မှမရှိဘူးနော်အဲ့တော့ကြိုက်တဲ့ဟာကိုရွေးထိုးလို့ရတယ်ကျွန်တော်ကတော့ဆက်လက်ချင်းကိုစီနီယာကြိုက်တယ်အစောပိုင်းမှာကျွန်တော်စီနီယာနေတိတ်မပြခဲ့ဘူးနော်မပြခဲ့ဘူးကျွန်တော်ဒီအချိန်မှာကျွန်တော်မနေ့ကအကွက်ရွှေဆိုင်မှာ90ရဲ့အောက်တွေမှာကျွန်တော်စောင့်ကြည့်ခဲ့တယ်ဒီမှာလည်းစောင့်ကြည့်ခဲ့တယ်ကြိုက်ခဲ့တယ်လို့ပေမဲ့သူမလာသေးဘူးဒီ90ကနတဲ့ကွက်3ကထွက်ဖို့ဆိုတော့ခေရခက်စစ်ပဲနော်ခေရခက်စစ်ပဲပြည့်တော့ဒီ90အောက်မှာ989အားအဓိကထိုးပြီးတော့ကျန်တဲ့စီနီယာလည်းလှည့်စားသွားနိုင်တယ်ဒီ line အရာကကျန်တဲ့စီနီယာလည်းလှည့်စားသွားနိုင်တယ်ပေါ့နော်ယူမယ်ဆိုတော့သူကဒီတပင်ကျော်6ခါရှိကို3ခွေတဲ့ဖရင်အရာကတပင်တလိုင်းကျော်6ခါရဲ့စီနီယာမှာသူ့ဘဝပရိရှိကို8ထိန်တဲ့စီနီယာကနန်းသူ့ဘဝပရိ2ကို2ထိန်တဲ့စီနီယာကနန်းသူ့ဘဝ4ပရိကို4ထိန်တဲ့စီနီယာဆိုရင်တော့4ပါတော့စီနီယာလည်းပြောမရဘူးပေါ့နော်ပါဝါချင်းသွားရင်4ပါဝါဖို့လေဟုတ်လား4နှစ်က2ဒါမျိုးတွေရှိတယ်ပေါ့နော်ကဲဒါကတော့ဒီနေ့ကျွန်တော်ပတ်စုံကောင်းဆောင်ကနေရှားတဲ့အချိန်မှာအကြိုက်ပေါ့